အားလုံးပဲမင်္ဂလာပါအတန် Wi-Fi မှာတရားစာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ register တင်ထားတဲ့ဖုန်းနံပါတ်ကိုချိန်တဲ့အခါမှာဘာတွေလုပ်ပါလဲအဓိကကကျွန်တော်တို့ register အရင်လုပ်ခဲ့တဲ့ဖုန်းနံပါတ်ရှိဖို့လိုပါတယ်အဲ့ဖုန်းနံပါတ်ရှိရမယ်ပြီးသွားရင်မိမိပြောင်းလဲလိုတဲ့ဖုန်းနံပါတ်ရှိရပါဖြစ်ပါတယ်အဲ့နှစ်ခုရှိရင်ရပါပြီအဲ့နှစ်ခုရပြီဆိုတာ ਨੇ ကျွန်တော်တို့မိမိဖုန်းထဲကနေပြီးတော့အတန် .broadband လို့ကျွန်တော်ရိုက်ထားလို့ရိုက်ပါပြီးသွားလို့ရှိရင်ဒီမှာအတန်မြန်မာအတန် power fiber ဆိုရဲပေါ့နော်ကျွန်တော်တို့ဒီဟာလေးကိုနှိပ်လိုက်ပါ register တင်ထားတဲ့ဖုန်းနံပါတ်အရင်ဆုံးထည့်ဖို့လိုပါတယ်ပထမဆုံး register တင်ထားတဲ့ဖုန်းနံပါတ်ကိုထည့်ပါကျွန်တော်ကတော့ကျွန်တော်ဖုန်းနံပါတ်ကျွန်တော်ထည့်ပါမယ်ကျွန်တော်ဖုန်းနံပါတ်ကျွန်တော်ထည့်တာเนาะကျွန်တော်ဖုန်းနံပါတ်ကိုလိုက်ပြီးမထည့်ကြနဲ့ OTP တောင်းရင်ပြန်ပေးမှာမဟုတ်ပါဘူးအမှ OTP ကြပါမယ်ကြလာတဲ့ OTP ကိုထည့်ပါထည့်လိုက်ပါ OTP ထည့်ပြီးရင်ခဏလေးစောင့်ရပါတယ်ဘယ်မှာချိန်ရမှာလဲဆိုတော့ဒီမှာမိမိရဲ့ဒီ account ဒီနေရာလေးကိုနှိပ်လိုက်ပါပြီးရင် profile နဲ့ကိုဝင်ပါခဏလေးစောင့်ပြရမှာဖြစ်ပါတယ်အပြီးွားရင်ကျွန်တော်တို့ chain phone number ကိုနှိပ်လိုက်ပါဒီမှာမိမိ chain ညင်တဲ့ဖုန်းနံပါတ်ကိုထည့်ပြီးတော့ update ဖုန်းနံပါတ်တောင်းလိုက်ပါတောင်းလိုက်ပြီဆိုတာနဲ့ OTP ကြမယ်အဲ့ OTP ကိုပြန်ထည့်လိုက်တာနဲ့ဖုန်းနံပါတ် chain တော့မှာဖြစ်ပါတယ်ခင်ဗျအဲ့ဒါလေးကိုလုပ်ပြပေးချင်တာပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ